အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်အခုချိန်ကစပြီးတော့ကျမတို့ဘောလကင်တပည့်တော်စုမဦးစီးကျင်းပလက်ရှိတဲ့ဖူဇယ်ဘောလုံးပွဲပြိုင်ပွဲအစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ရှင်7နှစ်အောက်အသင်းကတော့4သင်းဖြစ်ပြီးတော့ဖခင်နဲ့လူငယ်များအသင်းကတော့9သင်းအပြင်ဒီနေ့တနေ့ကိုအတူတကွပျော်ရွှင်စွာနဲ့ဘောလကင်ရက်ွက်အတွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်ရှင်ကျမတို့ဘောလုံးပွဲကိုအားပေးခြင်းနဲ့ဘောလုံးပွဲကိုစိတ်ဝင်စားတယ်ဆိုရင်တော့မော်လကင်တပည့်တော်စုရဲ့ကွင်းလေပင်ကြီးမှာလာရောက်အားပေးကြည့်ရှုနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါအပ်ပါတယ်ရှင်ဒီနေ့ကျမတို့ကလေးငယ်များဟာဆိုရင်အသင်း၄သင်းရှိပါတယ်ကျမတို့ဒိုင်းစုများကိုလည်းစီစဉ်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ပွဲကတော့ကျမတို့အကျိတ်အနေမြင်တွေ့ရမှာဖြစ်ပြီးတော့တကယ်ကိုအားကစားစိတ်ဓာတ်ကိုလည်းကျမတို့မြင့်တင်ပေးရရောက်ပြီးတော့ကျမတို့အားလုံးခံစားနေရတဲ့စိတ်ညစ်စရာများအားလုံးလည်းဖြေဖြောက်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒါကြောင့်မလို့9နာရီရနေပြီးတော့ကျမတို့ဇက်တိုက်ပြန်တော့မှာဖြစ်ပါတယ်ကြည့်ရှုအားပေးဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်ရှင်ဟုတ်တယ်ကျမတို့အတီးတီးရှင်ပြိုင်သွားမှာဖြစ်ပါတယ်ဒါတော့ကျမတို့စိတ်ထောက်ရှိလဲဆိုတာကိုလည်းဒီနေ့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ညနေတိုင်းဘောလုံးလာကန်နေကြတဲ့အောက်ကလေးများဟာNamo Junior Junior Star FC ရှိပါတယ်ကျွန်တော်တို့မိသားမှာတော့ပွဲ Lakying Junior FC အသင်းတော်ကချင်းကစားသမားလေးရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့တိုင်ပွဲဟာဆိုရင်ကျွန်တော်တို့အတူတကွဒီဆန်းရွှေနေထိုင်ကြတယ်ကျွန်တော်တို့တိုင်းရင်းသူတိုင်းရင်းသားများ Shin FC ပွဲလာလို့ပြီးတော့ကျွန်တော်တို့အတူတကွနေထိုင်ကြတယ် Lakying U16စိတ်အပန်းဖြင့်အနားယူခြင်းတရားနဲ့ကြောက်ချစ်ခင်စွာနဲ့လှုပ်ဆောင်နိုင်ခြင်းရာကိုပို့နဲ့ကျမတို့မော်လကင်တဲ့ဦးစီးဦးဆောင်ပြုလုပ်နေခြင်းပဲဖြစ်ပါတယ်။ကျမတို့အားကစားအရာများကိုကျမတို့မျက်ဝါးဖြင့်မြင်တွေ့ရမှာဖြစ်ပါတယ်။အချိန်အားဖြင့်ကတော့ကျမတို့ဒီနေ့ကိုပြန်သွားမှာဖြစ်ပါတယ်။ Lakying Fatherဒီနေ့တင်ပြန်ရှုံးတဲ့ပုံစံနဲ့ကျမတို့နောက်ဆုံးဒိုင်းဖလားကိုဘယ်သူတွေရရှိသွားမလဲဆိုတာကတော့အထူးတလေနောက်ဆုံးကြည့်ရှုမှတ်တာလေကျမတို့သိရှိခံစားရမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျမတို့အားလုံးလည်းဒီပွဲမှာအတူတကွလာရောက်ပြီးတော့ကြည့်ရှုခံစားဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးအတွက်ဖြစ်ပါတယ်လို့အဲ့ဒီအကြောင်းအရာကိုလည်းပြောပြချင်ပါတယ်တခါလေကြာရင်ကျမတို့ကတွေးတတ်တယ်ပေါ့နော်ငါတို့ရဲ့အသင်းကငါတို့ဒီဟာနော်တခြားဘာသာတွေကလုံနေတာပဲအဲ့လိုမဟုတ်ဘူးနော်အဲ့လိုမဟုတ်ပါဘူးကျမတို့ဟာအတူတကွလူသားအချင်းချင်းလေးဖြစ်ပါတယ်အားလုံးကဒီလေကိုရှုတယ်ဒီသမင်းစားဒီရေတောက်အတူတကွနေထိုင်ကြတဲ့လူတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့